အားလုံးပဲမင်္ဂလာပါလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကတာမန်ဆွန်ပလင်ပင်လေးတပင်အောက်ကဖြစ်ပေါ်လာတဲ့အတန်တန်ကလူမျိုးတစ်မျိုးလုံးရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးခဲ့တယ်ဆိုရင်ယုံလားအဲ့ဒီလိုရင်ခုန်စည်းလူရှာစရာကောင်းတဲ့တမိုင်းကြောင်းကိုဒီနေ့ကျွန်တော်တို့လေ့လာသွားကြပါမယ်ဒီတင်ပြချက်မှာဖိနစ်မှုတွေမဖြစ်နိုင်တဲ့စစ်ရေးဖြူဟာတွေနဲ့မမျောလင်းခါတဲ့သူရဲကောင်းတဲ့အကြောင်းကိုရှင်းလင်းသွားမှာမို့အတူတူလိုက်ပါစီမျောကြည့်ဖို့ဖိတ်ခေါ်ကြပါတယ်ကဲဆက်လိုက်ကြရအောင်အပိုင်း1ဖိနှိပ်မှုဝန်ထုတ်ဝန်ပိုးခေါင်းဆောင်ဟောင်းအဟွတ်ကွယ်လွန်သွားတဲ့အခါဣသရေလတူမျိုးသားလုံးအမောင်ကျော်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တန်စရာလေနေရဲ့အကျင့်ဆိုးကြီးကြောင့်ပေါ့။စဉ်းစားကြည့်အောင်။ပါယာဝေပြောလိုက်ရင်ပေါ့ဆာလာကြတယ်။အဲ့ဒီကနေခါနာလူမျိုးတွေရဲ့မုံတိုင်းတဲ့ဖေဟာဘာလတို့အာရှီယာရတို့ကိုဝယ်လာကြရော။ဒီလိုသစ္စာဖောက်တော့ဖျားသခင်ကဖိနှက်ခံရခြင်းဆိုတဲ့နာကျင်စရာပစ်တန်တဲ့သတိပေးရတာပေါ့။ဒါကအမြဲတမ်းလေပတ်နေတဲ့စက်ဝန်းကြီးပါပဲ။ဒီတော့ဖိနှိပ်တဲ့သူတွေကဘသူတွေလဲဟာဇော်မျိုးကြီးကနေအုပ်ချုပ်တဲ့ခါနန်ဘီရင်ယာဘီနဲ့သူ့ရဲ့သွေးရရက်ဆက်တဲ့စစ်သူကြီးတိတရပေါ့သူတို့လည်းအောက်မှာအီတီလီလာတွေဟာ20တိုင်းဒုက္ခပင်လယ်ဝေခဲ့ရတာပါကိုလေတဲ့တောင်ကိုမစင်းရဲလောက်အောင်အကြောက်တရားတွေကဖုံးလန့်နေခဲ့တာပေါ့ဒီ900ဆိုတဲ့ကဏ္ဍငွေကိုတတိထားကြည့်ပါနော်ဒါကစစ်သူကြီးတီတိရတာပိုင်းတဲ့တန်ရထားရွေချက်ပါစဉ်းစားကြည့်ပါအဲ့ဒီခေတ်ကတန်ရထား900ဆိုတာအခုခေတ်စစ်တင်ကားကြီးတွေလိုပဲလေလူမြန်မာဆိုဘယ်လိုမှတားလို့မရတဲ့အရာတွေပေါ့ဒီအားနဲ့ချင်းချောက်ထားတာဆိုတော့ရင်တိုက်ဖို့ဆိုတာလုံးဝကိုမချစ်နိုင်တဲ့အနေထားပါအပိုင်းနဲ့တရားသူကြီးဒေဗိုရာမမျော်လင့်ထားတဲ့ခေါင်းဆောင်အဲ့ဒီလိုမျောလင်းချမင်းနေတဲ့အချိန်မှာအေဖရင်တောင်တန်းစီကနေအလင်းရောင်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့အမျိုးသမီးခေါင်းဆောင်ဂျေဘောရာပါပဲသူကဒီဇလန်ရဲ့အဓိကအချိုးခွေတစ်ခုပေါ့အဲ့ဒီခေတ်ကတရားသူကြီးဆိုတာတော်ပူဆောင်ထားတဲ့ဘဟင်မဟုတ်ဘူးနော်လူမျိုးကိုလမ်းညွန်ဖို့အငင်းဝါမှုတွေဖြစ်ရှင်းပေးဖို့ဖျားသခင်ကိုယ်တိုင်ခန့်အပ်ထားတဲ့သူပါရကြားတဲ့ကြီးပဲကြီးဆိုးတဲ့ခေတ်ကြီးမှာဒေဘောရာဟာစွန်ပလွန်ပဲအောက်မှာထိုင်ပြီးတနိုင်ငံလုံးရဲ့လေးစားမှုကိုရထားတဲ့တကက်ထူးထူးခြားခြားဩဇာတကမရှိသူအမျိုးသမီးကြောက်ဖြစ်ပါတယ်အပိုင်း3မဖြစ်နိုင်တဲ့စစ်ပြူဟာတနေ့တော့ဒေဗိုရာကဗီရက်စ်ဆိုတဲ့သူကိုခေါ်ပြီးအယိုင်းလိုထူးဆန်းတဲ့စစ်ပြူဟာတစ်ခုချပေးပါတယ်။အဲ့ဒါကလူဆဲထောင်းစုပြီးမတ်ဆောင်ကျတာဘောတောင်ဘောကိုတက်ဖို့ပါပဲ။တော်တော်လေးယူသွက်ရကြတဲ့အစီအစဉ်လို့ပြောရမယ်။ဘာလို့လဲဆိုတော့ဒီအခြေအနေနှစ်ခုကိုရှင်းကြည့်လိုက်လေ။တစ်ဖက်မှာကလွင်ပြင်မှာတိုက်ဖို့အတန်ဖြစ်နေတဲ့လေ့ကျင့်ထားတဲ့စစ်တီတွေရဲ့တန်ရထား900ရဲ့ကိုဘက်မှာကတာမန်လက်သမားတွေတိုးချောင်းထားနေဆဲထောင်တဲ့သူတို့ရဲ့ဖြစ်တယ်လို့လုပ်ထားတဲ့လက်နက်လေးတွေဘလုံးမရှင်းသားတဲ့အခြေအနေမို့ဗေရာတွန်းဆုတ်သွားတာလည်းမဆန်းပါဘူး။ဒါကြောင့်မို့လို့ဒေဗိုရာကိုပါစစ်မီပြင်တီအတူလိုက်ခဲ့ဖို့သူကတောင်းဆိုခဲ့ရပေါ့။အဲ့ဒီအချိန်မှာဒေဗိုရာကတိကိုထူးဆန်းတဲ့ prophet ပြုစကားတခုပြောလိုက်ပါတယ်။ဒီတိုက်ပွဲမှာဂုံအသီးဟာတင်းသွင်းမဟုတ်ဘူး။ဖျားသခင်ဟာတိစရကိုအမျိုးသမီးတဦးရဲ့လက်ထက်ကိုအလိမ့်မယ်တဲ့။ရှေးခေတ်စစ်ပွဲတွေမှာရန်သူစစ်သူကြီးကိုအနိုင်ယူနိုင်တာကအကြီးမားဆုံးဂုံကျက်တည်ရဲ့လေ။အဲ့ဒီလိုဂုံမျိုးကိုတာမန်မျိုးသမီးတယောက်ကရမယ်ဆိုတာတကယ့်ကိုအမခန့်အလဲပြောင်းကြည့်ပါပဲ။အပိုင်း4တာဘောတောင်ကမုံတိုင်းကဲအခုတိုက်ပွဲစပါပြီတိတရာရဲ့အေရာမတန်ရထားတက်ကြီးဟာကီရှောမျက်နှာကလွင်ပင်စီကိုအလုံးရဲနဲ့ခြိတက်လာပါပြီတာဘောတောင်မောကနေကြည့်နေလဲဒေဘောရာကတောင်အောက်ဆင်းတိုက်ဖို့ဗာရက်ရဲ့တပ်တွေကိုယုံကြည်ချက်အပြစ်နဲ့အချက်ပေးလိုက်တယ်တကယ်တော့လွင်ပင်ထဲကတန်ရထားတွေကိုခြေလင်တက်နဲ့တွားတိုက်တာကိုတေတွင်းကိုတူးတာပဲလေဒါပေမဲ့ချက်ချင်းဆိုသလိုရုတ်တရက်ကြီးကုန်းကင်ပွင့်ကြလာပြီးမိုးတဲ့တဲကြီးမဲကြီးရွာချက်လာပါတော့တဲ့ဘယ်တော့မှမျောလင့်မထားတဲ့ပြင်းထန်တဲ့မုန်တိုင်းကြီးကြောင့်ကီရှော်မြစ်ရဲ့ရုတ်တရက်လျံတက်လာပြီးစစ်တိုက်မဲ့လွင်ပြင်တစ်ခုလုံးရေတွေလွှမ်းသွားပါတော့တယ်။အရှိန်တွေကအယမ်းမြန်လာပြီနော်။ဒီလိုတဘာဝတရားရဲ့အလဲအပြောင်းကခါနာနီရဲ့လက်နက်အသာစီးရမှုကိုလုံးဝကိုရိုက်ချိုးပစ်လိုက်ပါတယ်။သူတို့တိတ်ကုံယူနေတဲ့တန်ရထားတွေဟာထူတဲ့ရွှေ့နွံတွေထဲမှာနေဝင်ပြီးတလက်မှတ်တောင်ရှေ့ဆက်တိုးလို့မရတော့ပါဘူး။ခေအမီဆုံးလက်နက်တွေဟာသုံးမရတဲ့တန်သုံးနေပြသွားတာပေါ့။ဒီအချိန်မှာဣတရီလာချီလျန်တက်တွေကအချိန်ကိတ်ဝင်းရောက်တိုက်ခိုက်လိုက်တော့ရန်သူတက်တွေအစအနမကြန်ချင်းမွန်းခံလိုက်ရပါတော့တယ်အပိုင်း9ရာအနဲ့တဲရိုက်တန်ဆုံးစစ်မီပြင်မှာအခြေအနေဒီပရယံပတာဖြစ်ပြီးကိုဘက်ကရှုံးပြီးဆိုတာတိလိုက်ရတဲ့အခါရက်ဆက်လာတဲ့စစ်သူကြီးတီတီရာဟာသူ့ရသုံးမရတော့တဲ့တန်ရထားကြီးကိုပစ်ထားခဲ့ပြီးအသက်လူကခြေလင်ထွက်ပြေးပါတော့တယ်စဉ်းစားကြည့်ပါရှုံးနေတာတဲ့စစ်သူကြီးဘယ်မှသွားပုံးမလဲသူဟာရာပင်ဘူးရနဲ့မဟာမိတ်ဖွဲ့ထားတဲ့ခင်နီလူမျိုးဟေဘာရဲ့ဇနီးရအဲလက်တဲလီစီကိုပြစ်လာခဲ့တာပါသူကဒီနေရာဟာသူ့အလုံးကြုံဆုံးပဲလို့တွေးခဲ့တာကိုတကယ်တော့ဇလန်ရဲ့အထွတ်အထိပ်ကဒီတိတ်ဆိတ်တဲ့တဲလေးထဲမှာစတင်တာပါတီတီရာရဲ့လွဲမနေတဲ့ယုံကြည်ချက်နဲ့
ရရဲတဲ့စနစ်တကျလှူရှားမှုလေးတွေကိုရှင်းကြည့်ရအောင်ပါတီတီရာကလုံခြုံရဲ့ဖုံးခိုရာကိုရှာပြီးမဲ့ရရဲကအေးစစ်စစ်ပဲကြိုးဆူခဲ့တယ်တီတီရာကအနားယူဖို့တောင်းဆိုတော့နွားနို့တိုက်ပြီးစောင့်ချုံပေးခဲ့တယ်တခါစောင့်ပေးဖို့ပြောတော့ရရဲဟာတီတီရာအမောဆိုပြီးနိနိချက်ချက်အိပ်ပျော်သွားမယ့်အချိန်ကိုစိတ်ရှိလက်ရှိနဲ့စောင့်ကြည့်နေခဲ့ပါတယ် ဒီနောက်မှာတော့တကယ်ကိုချက်တီမွေးညင်းထားเสียဆက်တင်ကိုရောက်လာပါပြီ။ရဲရဲလဟာခြေတန်လုံးလုံးနဲ့တဲရိုက်တန်ဆိုတစ်ခုရဲ့တူတလက်ရဲကိုယူလာခဲ့ပါရဲ့။ဒါတွေကသူတို့လိုခြေတလုံးအိမ်တိုင်းဘဝမှာနေ့စဉ်သုံးနေကြတာမန်ကိရိယာလေးတွေပါပဲ။အဲ့ဒီနောက်မှာတော့အိမ်မောချနေတဲ့စစ်သူကြီးရဲ့နားထင်ကိုတန်ဆိုးနဲ့ရိုက်သွင်းပြီးအဆုံးသတ်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲဂျေဘိုရာချိုတင်ဟော့ကိထုတ်ခဲ့တဲ့စကားဟာအကြီးအကျကိုပြီးဆုံးသွားခဲ့ပါတယ်။ရန်သူစစ်သူကြီးကိုအနိုင်ယူတဲ့အကြီးမားဆုံးကောင်ဟာတာမန်အမျိုးသမီးတစ်ယောက်စီကိုရောက်သွားခဲ့တာပါပဲ အပိုင်း6စစ်မြေပြင်ကရလိုက်တဲ့ထင်ခန်းစားများဒီသမိုင်းဝင်စစ်ပွဲရေးပြီးမှာတော့တနိုင်ငံလုံးဟာနှုတ်ထက်2ပေါင်း40တိုင်တိုင်ငင်းချမ်းရေးကိုအပြည့်အဝခံစားခဲ့ရပါတယ်ဒီအောင်ပွဲကနေကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရင်တာမန်ရွာသူရွာသားတွေဟာအောင်ပွဲကန်စစ်သေးတွေဖလာခဲ့တယ်ယောက်ျားတွေကြီးကြီးစိုးတဲ့ခေတ်မှာအမျိုးသမီးခေါင်းဆောင်တစ်ယောက်ကအောင်မြင်စွာဦးဆောင်နိုင်ခဲ့တယ်ပြီးတော့တာမန်အင်ရှင်မတယောက်ကသူ့ရဲ့နေ့စဉ်သုံးတဲကိရိယာလေးတွေနဲ့အချမ်းနှန်းဆုံးစစ်သူကြီးကိုအနိုင်ယူခဲ့တယ်။ဒီသမိုင်းကတက်တဲ့ပြားနေတာကတာမန်လူတွေဘသူမှအထင်မကြီးတဲ့သူတွေဟာတိတ်ဆိတ်ငင်သက်တဲ့ယုံကြည်ခြင်းနဲ့သာရှေ့ဆက်မယ်ဆိုရင်ကြီးမားတဲ့အပြောင်းလဲကြီးတွေကိုဖန်တီးနိုင်တဲ့သူတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ နောက်ဆုံးအနေနဲ့မေခိုးလေးတစ်ခုနဲ့ဒီတင်ပြချက်ကိုညီကုန်းချုပ်ချမ်းပါတယ်ဒီနေ့ခေတ်မှာလည်းကျွန်တော်တို့ကိုချင်းချောက်နေတဲ့ခစ်သက်တန်ရထားတွေရှိနေတာပါအဲ့ဒီလိုမဖြစ်နိုင်မှုလို့ထင်ရတော့အောင်ကြီးမားတဲ့အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိတ်ဆိတ်ငြိမ်သက်တဲ့ယုံကြည်ခြင်းနဲ့ရဲရဲမှုဟာတမိုင်းကိုပြောင်းလဲပေးနိုင်မယ့်အရာဖြစ်လာနိုင်မလားဆိုတာပါပဲစဉ်းစားကြရပါပဲနော်ဒီမေကွန်းလေးကိုဆက်လက်တွေးတော့ကြည့်ဖို့တိုက်တွန်းရင်ဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်ကိုဒီနေရာမှာပဲရပ်နာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်